ဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်းဟီရိုရှီမားကိုကြည့်ချင်းရေအောက်ထဲမှာသွားကြည့်တကယ်ကြီးဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်းကပင်လယ်တွေကိုပဲကျသွားတာလားဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်းဟီရိုရှီမားကိုကြည့်ချင်းရေအောက်ထဲမှာသွားကြည့်ဆိုတာကဂျပန်မော်အမေရိကန်ကျဲချလိုက်တဲ့ဘုံချောင်းတင်စားတာပါတကယ်ကြီးပျောက်သွားတာမဟုတ်ပါဘူးဒါပေမဲ့မြေပုံမော်ကရှာရီကတော့အားလုံးပျောက်ကွယ်သွားခဲ့တာပါဒါရီဘာကြောင့်ဖြစ်ခဲ့တာလဲနျူကလ িয়ার ဘုံဒါမှမဟုတ်အထောက်မဲ့ဘုံကိုအမေရိကန်ကဂျပန်နိုင်ငံပေါ်ဘာကြောင့်ကျဲချခဲ့တာလဲဒါရီအားလုံးကဒုတိယကမ္ဘာစစ်ရဲ့အကျိုးဆက်တွေပါပဲဒီကြောင့်ကိုဒုတိယကမ္ဘာစစ်ကနေပြန်စပြောပါမယ်ဒုတိယကမ္ဘာစစ်ကနာဇီခေါင်းဆောင်ဟစ်တလာကပိုလန်ကိုသိမ်းခဲ့တာကနေစခဲ့တာပါဒုတိယကမ္ဘာစစ်ကအုပ်စုနှစ်စု꿰ပါတယ်ပထမအုပ်စုကတော့ Axis Power လို့နာမည်ပေးထားတဲ့ဂျာမနီအီတလီနဲ့ဂျပန်တို့ပါတဲ့အုပ်စုဖြစ်ပြီးနောက်တစ်ခုကတော့ Allied Power လို့ခေါ်တဲ့ဗြိတိန်ဆိုဗီယက်ပြင်သစ်တရုတ်နဲ့အမေရိကန်တို့ပါတဲ့အုပ်စုနှစ်စုကအဓိကကြပါတယ်အစပိုင်းမှာပထမကမ္ဘာစစ်တုန်းကအထိခိုက်ဆုံးရှုံးများခဲ့တဲ့အမေရိကန်ကဒုတိယကမ္ဘာစစ်မှာနောက်ဆုံးနေခဲ့ပါတယ်ဒုတိယကမ္ဘာစစ်မှာဂျပန်က Greater Asia ဆိုတဲ့နာမည်နဲ့အာရှနိုင်ငံတွေအလုံးကိုသိမ်းပို့လုပ်ခဲ့တာပါ1940ခုနှစ်မှာဂျပန်ရဲ့ပါရာအောက်ကိုရှောက်သွားခဲ့တဲ့နိုင်ငံတွေကကမ္ဘောဒီးယားအင်ဒိုနီးရှားမြန်မာဗီယက်နမ်လာအိုတရုတ်နိုင်ငံရှေ့ဘက်ခြမ်းတောင်ကိုရီးယားမြောက်ကိုရီးယားတို့ပါဝင်ပါတယ်သူတို့ရဲ့ကြောင်ပြချက်ကတော့ Greater Asia ဆိုတာကြီးမားပြီး powerful ဖြစ်တဲ့အာရှနိုင်ငံကြီးတစ်ခုကိုတည်ဆောက်ဖို့ပါတယ်ဒါပေမဲ့ဒါကစင်ကြေတသက်တာဖြစ်ပြီးတကယ်တော့လက်အောက်ခံနိုင်ငံတွေစီကနေတဘာဝတည်ရန်စာကြနဲ့အရင်မြစ်တွေကိုသူတို့နိုင်ငံအတွက်အသုံးချခြင်းလိုပဲဖြစ်ပါတယ်ဒီလိုဟစ်တလာကဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့ပြီးနိုင်ငံတွေကိုတစ်ခုချင်းသိမ်းနေခဲ့တယ်လို့ဂျပန်ကလည်းအာရှမှာတဖြည်းဖြည်းအင်အားကြီးလာပါတယ်ဒီတော့အုပ်စုနှစ်စုမှာ Axis Power အဖွဲ့ကလုံးဝအသာရှာနေတဲ့ချိန်တွေပါဒီလိုချိန်တွေမျိုးကိုအမေရိကန်တို့ကမလိုလားပါဘူးဒီတော့အမေရိကန်ကစစ်ရေးရှောင်ဝင်မပါသေးပေမဲ့ဂျပန်ကိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်ပါတယ်ဂျပန်ကိုအမေရိကန်ကတင်ပို့နေတဲ့ကျင်းနီနဲ့တမနီကိုလည်းဖျက်တောက်လိုက်ပါတယ်ဒါပေမဲ့ဒါကဂျပန်ကိုအမှန်တကယ်မထိခိုက်သေးပါဘူးဒါကြောင့်နောက်တစ်ဆင့်အနေနဲ့လောင်စာပေးပို့မှုပါရှင်းလိုက်ပါတယ်ဒါကတော့အထိနာခဲ့ပြီးဂျပန်နေသုံးနေတဲ့လောင်စာစီရဲ့80%ကအမေရိကန်စီကနေတင်သွင်းတာပါဒီမှာအမေရိကန်ကစာတစောင်ထုတ်ပြန်ခဲ့ပါတယ်ဂျပန်အနေနဲ့သူတို့စီကလောင်စာစီတွေကိုဆက်ပေးလို့ခြင်းနဲ့ဆိုရင်တင်ထားတဲ့တရားဝင်နယ်မြေတွေကိုပြန်ပေးခိုင်းတာပါပြီးတော့ဂျာမနီအီတလီတို့နဲ့မဟာမိတ်ဖွဲ့ထားတာကိုလည်းဖျက်သိမ်းပေးရမှာဖြစ်ပါတယ်အမေရိကန်တောင်းဆိုသလိုသာလုပ်ပေးလိုက်မယ်ဆိုရင်ဂျပန်ရဲ့ရှိမှန်းချက်ဖြစ်တဲ့ Greater Asia ကလည်းဖြစ်လာမှာမဟုတ်တော့ပါဘူးဒါကြောင့်အမေရိကန်တောင်းဆိုချက်ကိုလက်မခံဘဲနဲ့လောင်စာကိစ္စကိုတခြားဖြေရှာဖို့စဉ်းစားခဲ့ကြပါတယ်ဒီလိုနဲ့အင်ဒိုနီးရှားနဲ့မလေးရှားတို့ကအာရှမှာလောင်စာစီများဆုံးထွက်တဲ့နိုင်ငံတွေဖြစ်တာကြောင့်အဲ့ဒီနိုင်ငံကိုသိမ်းဖို့ဂျပန်ကဆုံးဖြတ်ခဲ့ပါတယ်ဒီလိုဆိုအမေရိကန်စီကလောင်စာကိုဂရုစိုက်ဖို့မလိုတော့ပါဘူးဒါပေမဲ့တကယ်တမ်းမှာတော့အင်ဒိုနီးရှားကိုအဲ့ဒီချိန်က Dash တွေကအုပ်ချုပ်ထားတာဖြစ်ပြီးမလေးရှားကိုပြည်ချိန်ကအုပ်ချုပ်ထားတာပါအဲ့ဒီ Dash ရောပြည်ချိန်ကပါအမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တာကြောင့်ဘယ်လိုလုပ်လို့အမေရိကန်နဲ့မလုပ်ပါဘူးဂျပန်ကအမေရိကန်ရဲ့အင်အားကြီးမှုကိုသိပါတယ်ဒါကြောင့်ထိတ်တိုက်ရင်ဆိုင်ရင်မနိုင်နိုင်တာကြောင့်အမေရိကန်ရဲ့စစ်တပ်အခြေစိုက်တစ်ခုကိုတွားကြရင်အမေရိကန်ရဲ့လေယာဉ်နဲ့လက်နက်တွေကိုဖျက်ဆီးနိုင်မယ်ဆိုရင်အမေရိကန်အားလျှော့သွားမှာကိုဂျပန်တို့တားဂက်ထားခဲ့ကြပါတယ်။ဒါကြောင့်ပဲအမေရိကန်ရဲ့ပလဲစိတ်ကံကိုဂျပန်ကဘုံသွားကျဲခဲ့ပါတယ်။ပြဿနာကအကစားတာပါပဲ။အမေရိကန်ကသူတို့ကိုဘုံကျဲခဲ့တဲ့ဂျပန်ကိုဒီတိုင်းလွတ်ပေးထားဖို့စိတ်ကူးမရှိခဲ့ပါဘူး။အမေရိကန်ကစစ်ပွဲရဲပါဖို့ဆုံးဖြတ်လိုက်တာနဲ့တပြိုင်နက်ပြည်တိုင်နဲ့တရုတ်တို့ကလည်းအမေရိကန်နောက်မှာအားဖြည့်ဖို့တင်ရှိနေခဲ့ပါတယ်။ဒီတော့ဒီဘက်ကဂျာမနီနဲ့အီတလီတို့ကလည်းဂျပန်ဘက်ကပူးပေါင်းခဲ့ပြီးအမေရိကန်ကိုစစ်ကြေညာခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ပွဲကနိုင်ငံတွေအားလုံးပါဝင်လာပါတယ်။စစ်ပွဲအတွင်းမှာလည်း1943မှာအီတလီတို့ကစပေးလက်နက်ချခဲ့ပါတယ်။1945ဧပြီ30မှာတော့ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့သူဟစ်တလာကသူ့ကိုယ်သူဆုံးစီရင်လိုက်လို့ဂျာမနီတို့ကလည်းလက်နက်ချခဲ့ပါတယ်။ဒီတော့ဒီဘက်က Axis Power မှာဂျပန်တနိုင်ငံနဲ့တာကျန်တော့ပါတယ်။ဂျပန်တို့ရဲ့ရွာအတိုင်းလွယ်လွယ်ရှုံးမပေးတတ်သလိုတေမရှုံးကိုလက်ခံမယ်ဆိုတော့ဂျပန်တို့ရဲ့မူတိုင်းလက်နက်မချခဲ့ပါဘူး။ဒီတော့ချိန်တော်ကြတဲ့အချိန်ဂျပန်နဲ့အမေရိကန်တို့ဆက်တိုက်ခဲ့ကြပြီး
ဒီစစ်ပွဲမှာဂျပန်ဘက်ကလည်းကြဆုံးများခဲ့တယ်လို့အမေရိကန်စစ်သား12000ကျော်ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာအချိန်ကြာပြီးစစ်သားတွေဆုံးရှုံးတာကိုမလိုလားတဲ့အမေရိကန်တို့ကလိုဝက်လက်နက်တစ်ခုကိုထုတ်သုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဩဂုတ်လ3ရက်နေ့မှာအမေရိကန်သမ္မတဟင်နရီထရူမန်ကအဲ့ဒီဂျပန်ကိုအထောက်မဲ့ပုံချဖို့အမိန့်ပေးခဲ့ပါတယ်။1945ခုနှစ်ဩဂုတ်လ6ရက်နေ့မနက်8:15မိနစ်မှာအမေရိကန်ဘိုးရင် B-29 လေယာဉ်ကလေကြောင်းပွဲလုံးနာမည်ပေးထားတဲ့အထောက်မဲ့ပုံကိုဂျပန်ဟီရိုရှီမာမြို့ပေါ်ကိုကျဲချခဲ့ပါတယ်။ဂျပန်တို့ကအမေရိကန်မှာဒီလိုလက်နက်မျိုးရှိမယ်လို့မထင်ထားခဲ့ပါဘူး။ဒီပုံကဘလောက်ပြင်းထန်တယ်လဲဆိုရင်ဒီကားထွက်လာတဲ့ပိုချိန်က4000ဒီဂရီဆယ်စီယပ်ထိရှိပြီးတော့အတန်ကကျဲလွန်လို့ကြားသူတွေကအကြားအယုံတွေပါပြက်စီးသွားခဲ့ရပါတယ်။စက္ကန့်ပိုင်းတွင်တိတိကျကျပြောရရင်43စက္ကန့်ပဲကြာခဲ့ပါတယ်။ဒီမှာဆိုရင်ဘုံမကျဲခင်နဲ့ကျဲပြီးနေထားကိုမြင်မှာဖြစ်ပြီးဘာဆိုဘာမှမရှိတော့ပါဘူး။လူတွေနဲ့စာအုပ်တွေကချက်ချင်းဆိုသလိုပြာဖြစ်ကိုပြောင်းလဲသွားတာပါ။အယိုးစရာမကြမ်းပါဘူး။ဒီဘုံနဲ့ဝေလို့မတည်တဲ့သူတွေကတော့ဘုံကြောင့်ကြားအယုံတွေထိခိုက်ဘုံကြောင့်ထွက်လာတဲ့စိန်ငွေတွေကြောင့်မကြဘူးတည်တာပါပဲ။လူပေါင်း8000လောက်သေဆုံးပေးတာတော့အရှုံးမပေးတတ်တဲ့ဂျပန်ပြည်ကလက်နက်ချဖို့စိတ်ကူမရှိခဲ့ပါဘူး။ပြည်သူတွေကပါဂျပန်ဆိုရကိုဝိုင်းဆန္ဒပြလာပေမဲ့ဂျပန်ပြည်ကတော့လုံးဝပါပဲ။ဒါကြောင့်အမေရိကန်တို့ဘက်ကနောက်ထပ် Little Point ထပ်ပို့ပြင်းတဲ့ဖန်မန်ကိုနာဂါဆာကီဘောကိုထပ်မံကျဲချခဲ့ပါတယ်။ဒီတစ်ခါမှာတော့လူပေါင်း3,200,000ကနေ2သိန်းလောက်ထိကိုသေဆုံးခဲ့ရပါတယ်။ဒီနောက်တော့ဂျပန်ခေါင်းဆောင်တွေကလက်နက်ချဖို့ကိုတိုင်ပင်ခဲ့ကြပြီးအဲ့ဒီစီဝေးတွေမှာတော့ခေါင်းဆောင်တွေနှစ်ဖက်ကွဲခဲ့ကလက်နက်ချခြင်းတို့နဲ့မချခြင်းတဲ့ဖွဲ့ဆိုပြီးကွဲခဲ့ပါတယ်။နောက်ဆုံးမှာတော့လက်နက်မချရင်နောက်ထပ်ပုံတွေကျလာမှဖြစ်တာကြောင့်ဂျပန်ပြည်ကလက်နက်ချဖို့ဆုံးဖြတ်ခဲ့ပါတယ်။အခုပြပြပေးခဲ့တာကဘာလို့အမေရိကန်ဘက်ကနာဂါဆာကီနဲ့ဟီရိုရှီမာတို့ကိုပုံကျဲခဲ့တယ်လဲဆိုတာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးထူပဲတင်ရှိပါရရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့နိုင်ဖို့ channel လေးကို subscribe လေးလုပ်သွားပေးကြပါအောင်နော်။